ကျွန်တော်နာမည်တော့မြန်မင်းခိုင်ပါကျွန်တော်ပတ်စင်15ပါတင်နန်းကျောင်းတော့ရှမ်းပြည်တောင်ပိုင်းကျိုင်းတောင်းမှာတင်နန်းတက်ခဲ့ပါတယ်တင်နန်းသိပြီးတော့တက်မ88လက်အောက်ခံခလိုက်ရ30တိုင်ရင်မှာတောင်းဝင်ကြပါတိုင်ရင်မှာ2ရက်လောက်နေပြီးတော့လုံချုံကြီးဆိုပြီးတော့ခေါ်တာရှေ့တန်းရောက်သွားပါတယ်ပစီဆိုတဲ့ရွာလေးရောက်သွားပါတယ်ပစီဆိုတဲ့ရွာလေးရောက်တော့ဘိုးကြီးကပြောပါတယ်ပတ်စားတွေကိုတော့ရှေ့တန်းမပို့ဘူးပေါ့ရှေ့တန်းမလို့ခန်းဆိုပြီးတော့စရောက်တော့ပြောပါတယ်မကြောက်2ရက်3လောက်နေတော့ရှေ့တိုက်ပွဲတိုက်ခိုင်းပါတယ်တော့ဒီလိုမျိုးစဖြစ်ပါတယ်ဒီလိုမျိုးစဖြစ်တော့တော့ပတ်စားကြီးပဲဆိုတော့လုံးဝမဖြစ်နိုင်ဘူးသူတို့တန်လီဘက်ကပါတာဆိုလို့ကုန်းလုံးပေါင်းမှာ3ယောက်4ယောက်လောက်ပဲပါပါကျွန်တော်ခလာ30တိုင်ရင်ကနေပြီးတော့အဲ့လိုပဲတက်လိုက်ပြန်ဆုံးလိုက်တက်လိုက်ပြန်ဆုံးလိုက်ပဲလုပ်ရပါတယ်နေရာထိုင်ရတာလို့ဆိုတော့ပတ်စားကြီးပဲဆိုတော့ရှေ့ကြီးအတင်းလွတ်တာတန်ဒီကျတော့နောက်မှကြီးပဲထိုင်နေကျွန်တော်ကျတော့ရှေ့ကြီးပဲပို့တယ်ပြီးရင်ဟိုဘက်ကချတယ်လောဘုံတွေချတယ်တယောက်ပြီးတယောက်ဒဏ်ရာရတယ်ထိတယ်ဒါပေမဲ့အဲ့ဒါလဲသူတို့မပြေမအောင်ကျွန်တော်ပတ်စားတွေပဲစီတန်းပို့ပါအဲ့လိုနဲ့ကျွန်တော်ဒီပြေးဖို့စဉ်းစားပါတယ်ဒီစစ်ကောင်စီလက်ထဲမှာကျွန်တော်နေဖို့ဘလုံးဝဖြစ်နိုင်တော့ဘူးအဲ့တော့ဒီမှာဆက်နေလဲကျွန်တော်တို့အသက်ကမနှဖန်ဆိုတာမကျင်းသေးတော့ဘူးအဲကြောင့်မို့ကျွန်တော်တိုင်ပင်တကယ်ချင်းနဲ့တိုင်ပင်နေတကယ်ချင်းတွေကတော့အများကြီးပဲလင်းဝင်နေတဲ့လူကြတော့ဒါပေမဲ့တက်စိတ်ကိုယ်ကနေတော့လုံးဝစူးစီးလို့မရဘူးအဲ့တော့ဒီလိုကြားလို့ပဲဒီတက်စိတ်တွေကပဲတကယ်ချင်းတယောက်နဲ့ပဲအဲဒီပဲကျွန်တော်ဒေါ်လာရဲ့အဖွဲ့နဲ့ဖိတ်ဆက်ပြီးတော့လင်းဝင်ခဲ့ပါတယ်ကျွန်တော်တို့လာကြိုတဲ့ဒေါ်လာရဲ့တက်ဖွဲ့ရလဲဝေးထူးလေးကျူလို့ပါတယ်ညီကိုကြီးလိုပါပဲကျွန်တော်ဒီစစ်ကောင်စီနဲ့ကြားစီပဲဒီအကုန်လုံးကဒန်းလူပဲသူတို့စားတယ်လို့ပဲစားရတယ်သူနေလို့ပဲနေရတယ်အမိတ်အာနာပါဝါဆိုတာမရှိပါဘူးအကုန်လုံးကဒန်းလူပဲဒီအာနာရှင်စနစ်ကိုဒီပုံစံကြီးကိုမကြိုက်လို့သာထွန်းလှန်နေကြတာဘူးမှဒီလိုကြီးနေကြတာမဟုတ်ဘူးအကုန်လုံးအခုကြံခဲတဲ့ညီကိုတွေလည်းအခုနောက်လာမဲ့ညီငယ်တွေရောကိုပတ်စားလေးတွေရောအကုန်လုံးဖြစ်နိုင်လို့ရှင်အခုဒီပြည်သူ့ရင်ဝင်တဲ့ကိုဝင်ကြပါအခုဒေါ်လာရဲ့ဖွဲ့နဲ့ကြောင်းဆက်တွေ့ပါဒီဘက်ကအဖက်တဲ့စားလို့ရှင်အများကြီးတဲ့အာမခံချက်ရှိပါတယ်ကျွန်တော်မိသားစုနဲ့တန်းပြီးတော့မနေရတာလွဲလို့ရှင်တဲ့အာမခံချက်အများကြီးရှိပါတယ်ကျွန်တော်တို့လည်းဒီလုံခြုံတဲ့နေရာမှာထားပါတယ်ဘုံလုံးစားတော့တာလည်းတို့နဲ့ဒန်းလူပဲအကုန်လုံးအဲ့တဲ့စီးနေဆိုတာလည်းမရှိပါဘူးအခုနောက်လာမဲ့ညီငယ်လေးတွေရောအခုအရှိနေတဲ့ကိုကြီးရောအများဆုံးအလင်းဝင်ကြပါပြည်သူရင်ကုန်နဲ့အများဆုံးခိုးလွန်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်တော့မိုးကြော်ပါဒီပေါ်တာဆွဲခံရတာလှုပ်သွားရင်မတော့ပေါ်တာအဲ့လိုဆွဲခံရတယ်အိမ်နဲ့လည်းသူ့ခွင့်မပေးဘူးဖုန်းတော်မှာရှင်းပြောရင်အားမရှိခဲ့ဘူးအားမရှိဘူးအားလေးတွန်းပေးလိုက်ကျွန်တော်လည်းကျွန်တော်ဘူးလေသူကအားတော့တွန်းခိုင်းတယ်ဒါပေမဲ့အဲ့အားလေးနဲ့ကျွန်တော်တော်လေးအရာစုတွေကိုခြေဆက်ပြီးမှကျွန်တော်မနေ့ဆက်တွေ့ခဲ့ရတယ်ဒါပေမဲ့သူတို့မသိပါဘူးကျွန်တော်ကတော့ကျွန်တော်လှေဝချက်နဲ့ကျွန်တော်ခိုးပြီးတော့ခြေဆက်ခဲ့ရတယ်ဒီလင်းဝင်နေဆိုတာလေကိုတက်ကိုထဲမှာတည်ရတဲ့ဆိုင်ဒီဘက်မှာကိုလိုအပ်ကြွားနေထွက်ခဲ့ကြပါလို့အဲ့မှာသူလင်းဝင်တော့တဲ့လူတွေဆိုရင်သူမေးချင်တာမေးတယ်မေးပြီးဒယ်လီတက်တယ်ဒီလိုပေါ့ရချောက်ဒီပြင်ရချိုးတယ်ပေါ့နှိမ့်ဆက်ပြီးမှဒယ်လီတက်တာတော့မဟုတ်ပါဘူးလို့ကျွန်တော်ကိုယ်တိုင်လက်တွေပါကြုံခဲ့ပါတယ်ဒါပေမဲ့ဘာမှမလုပ်ပါဘူးဒီမှာတူနဲ့ဆိုင်အေးစစ်စစ်ပဲဒီမှာလိုလလက်ကျိုးစိုးတယ်လိုလလက်ပေါ့ပဲနေရတယ်ချိန်နိုင်တော့ဒီကကိုရင်ကိုပဲကိုတွားခြင်းတဲ့နေရာကိုလဲပို့ပေးတယ်လို့သူပြောလို့ဘာမှ
ဘလိုပေါ့ရိုင်လည်းမရဘူးနှိပ်လည်းမနှိပ်ဆက်ဘူးညင်းလည်းမညင်းပါဘူးဒီမှာပဲတူတော်လိုင်းအင်အားစုလိုပဲလိုလက်လက်ပေါ်ပါပဲနေရတယ်နောက်ပြီးတော့တော်လိုင်းအင်အားစုနေရေးဆက်ပြီးဝင်နေကြပါလို့ကျွန်တော်တရားလေးပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကြောက်ကြပါနဲ့ဘာမှမဖြစ်ပါဘူးဒီထဲမှာရောက်တဲ့ဆိုရင်လိုလက်လက်ပါပဲနေထိုင်နေပါဒီဘာမှပြောစရာမရှိပါဘူးသူပြောလို့လဲလဲလိမတက်ဘူးနှိပ်လည်းမနှိပ်ဆက်ဘူးသူပြောနေကြစကားတိုင်းပဲခြေောက်တွေလည်းရိုက်မချိုးဘာမှမချိုးဘာမှမလုပ်ပါဘူးဒီမှာဟိုလက်ညှိုးတစ်ချောင်းနေတော့မတွန်းခဲ့ပါဘူးဒီမှာဘာမှလည်းမလုပ်ပါဘူးဖော်ရပါပဲလို့ကျွန်တော်တငယ်ချင်းတွေလည်းကျွန်တော်ဒီကိုဆက်တွေ့ကြပါလို့ဆက်တွေ့ပြီးရင်ကျွန်တော်တရားလေးကတန်တန်လောက်ကျွန်တော်လည်းလုပ်ပေးပါမယ်လို့ဒါပေမဲ့ကိုပစ္စည်းကိုတော့ဘယ်နေရာမှမထားခဲ့ပဲနဲ့ယူခဲ့တော့ကောင်းဆုံးပေါ့ဒီတစ်ဖက်တစ်လမ်းကိုမကူညီနိုင်တော့မှသူကတွေ့တော့ဒါတို့တော့မနေတန်ကြီးရှိပါတယ်ကျွန်တော်တို့ကြတယ်သူမကူညီနိုင်ပေမဲ့တစ်ဖက်တစ်လမ်းထောက်ကူတော့မနေပြုပါတယ်